ကိုဘက်ကအကောင်းဆုံးစေတနာအပြည့်နဲ့ဆက်ဆံပေးခဲ့ပြီးမြဲကိုလစ်လျူရှုခံရတာအကြောင်းပြချက်မရှိပဲကိုအဆက်အသွယ်ဖြတ်ခံရတာမျိုးကြုံဘူးလားဒီလိုအခြေအနေမျိုးမှာဟာငါကဘာမှားသွားလို့လဲငါဘာလုံးမိလို့လဲဆိုပြီးတော့ဝမ်းနေတာဒေါသထွက်တာဖြည့်ရှင်းချက်တွေထုတ်နေတာမျိုးဖြစ်တတ်ပါတယ်ဒါကဒီစိတ်တန်ရတဲ့အခြေအနေမျိုးမှာတုံ့ပြန်လေးရှိတဲ့အနေအထားတစ်ခုဖြစ်တယ်ဒါမဲ့စိတ်ပညာသဘောတရားအရာကြည့်ကြရအောင်လူတယောက်ကကိုထားခဲ့တဲ့အခါမျိုးမှာလူတော်တော်များများစဉ်းစားတတ်ကြတာကငါကဘာမှားသွားလို့လဲငါဘာလုံးမိလို့လဲဆိုပြီးတော့စဉ်းစားတတ်ကြတယ်ဒါကဘာလို့လဲဆိုတော့ဒီကိုယ့်ရဲ့တန်မိုးကိုသူတစ်ပါးရဲ့ဆက်ဆံမှုပေါ်မှာပဲသွားပြီးတော့တန်မိုးဖြတ်မိလို့ပါတကယ်တမ်းတော့သူတို့တွေကိုထားခဲ့တယ်ဆိုတာကကို့မှာတန်မိုးမရှိလို့မဟုတ်ဘူးအဲ့ဒါကကိုယ့်ရဲ့တန်မိုးကိုသိနိုင်လောက်အောင်သူ့မှာဒီစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုမရှိလို့ဖြစ်ပါတယ်ကိုယ့်ရဲ့တန်မိုးကိုနားမလည်တဲ့သူတွေကိုဘဝအတွက်အထောက်အကူမဖြစ်တဲ့ toxic ဖြစ်နေတဲ့လူတွေကိုကိုကသွားပြီးတော့ဘာလို့ထားခဲ့တာလဲဆိုပြီးတော့ဝမ်းနဲ့ပြနေတာပြီးလို့ရှိရင်သူတို့ကိုဖြည့်ရှင်းချက်တွေသွားပေးနေတာတောင်းပန်နေတာတွေကကိုယ့်ရဲ့စွမ်းအင်နဲ့အချိန်တွေကိုအလဟတ်သက်ဖြုံးတီးနေတာနဲ့အတူတူပါပဲတခါတလေမှာဒီလိုအစိတ်တော့ဖြစ်စေတဲ့သူတွေကိုဘဝတွေကထွက်သွားတယ်ဆိုတာကကိုယ့်ရဲ့ဘဝရည်ရှည်မှာပျော်ရွှင်စေဖို့အတွက်အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲဒီလိုလူတွေကိုမေ့ပစ်ပြီးတော့လစ်လျူရှုလိုက်ခြင်းကအကောင်းဆုံးတုံ့ပြန်မှုဖြစ်ပါတယ်ကို့အနေနဲ့ကိုတန်မိုးမထားတဲ့သူတွေကိုလုံးဝမေ့ပစ်လိုက်ပါပြီးရင်ကိုဘဝပန်းတိုင်းကိုဘဝတိုးတက်ဖို့အတွက်ကိုချစ်တဲ့သူတွေနဲ့သာအကောင်းဆုံးရှောင်လန်းသွားလိုက်ပါအခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ရောကိုလစ်လျူရှုခံရလို့မလို့ကိုယ့်ရဲ့တန်မိုးကိုတန်တရားဝင်နေတာမျိုးများကြုံနေလားဆိုတာကိုပြောပြပေးတော့ပါအောင်ကျမတို့အီမွေပါအခြေရင်းနဲ့ဘဝရေးပြဿနာတွေကိုတိုင်ပင်ဆွေးနွေးအဖြေရှာပေးနေတဲ့ relationship နဲ့ life coach တယောက်ဖြစ်ပါတယ် one-on-one coaching session ယူချင်နေဆိုရင်တော့ကျမစီကို direct message ပို့ပြီးတော့ booking ယူလို့ရပါတယ်